အိမ်မှာတယောက်တည်းရှိစဉ်တုန်းကတော်တော်ကြာခဲ့ပါပြီကျွန်တော်အသက်10နှစ်လောက်တုန်းကပေါ့ပထမဆုံးအကြိမ်ကျွန်တော်တယောက်တည်းအိမ်မှာကြံခဲ့တဲ့နေ့အဖေနဲ့အမေကကိစ္စတစ်ခုနဲ့အပြင်ကိုသွားကြတာပေါ့ည10နာရီလောက်မှပြန်ရောက်မယ်ဆိုပြီးကျွန်တော်ကိုပြောခဲ့တယ်ကလေးတဘာဝပြောတာပေါ့အိမ်မှာလူကြီးတွေမရှိရင်ကျွန်တော်တို့ကလေးတွေအတွက်လွတ်လပ်ရေးရတာနဲ့အတူတူပဲလေကျွန်တော်အပြင်မှာဘော်ဒါတွေနဲ့စီးလို့ဝါလို့ကိုစောလိုက်တယ်စောလို့လဲမော်ကောအိမ်ပြန်ရေမိုးချိုးပြီးအမေပြင်ပေးထားခဲ့တဲ့ထမင်းစားပြီးတန်းအိပ်ပတ်လိုက်တာပဲတရေနိုးလာတော့ညနေ6:56လောက်ရှိပြီးအဲ့ဒါနဲ့ပဲကျွန်တော်ဘာလို့ရကောင်းမလဲစဉ်းစားရင်းနဲ့ဟိုဒီကြည့်လိုက်တော့ကျွန်တော်အကြိုက်ဆုံးတရေကားတွေးတော့တာပဲကျွန်တော်လဲစက်သေးကိုအခွေထဲစားစရာတွေဘာတွေယူပြီး TV ရှေ့ထိုင်ချလိုက်တာပေါ့တခုပြောရအောင်မယ်ကျွန်တော်ကတရေကားကြည့်ရင်မီးတော့အမြဲဖွင့်ထားတယ်အဲ့ဒါဆိုကျွန်တော်လုံးဝမကြောက်ဘူးအချိန်ကည9:46မိနစ်အပြင်မှာမိုးတွေအရမ်းရွာနေတယ်ကျွန်တော်တရေကားကြည့်ရင်းနဲ့ပြုံးကားနဲ့ဆိုမိပြတ်သွားတယ်မိုးတွေလည်းအရန်ချင်းနဲ့ကျွန်တော်ကအမှောင်ကြောက်တော့ကျွန်တော်တော်တော်လက်ဖြန့်သွားတယ်ဒီလိုနဲ့ဘေးနားရှိတဲ့ဓမီကိုလိုက်ဆန်းပြီးတွေ့တော့လက်နှိပ်ဓမီနဲ့တချိုးတဲ့အိတ်ခမ်းကိုပြေးပါလေရာအိတ်ခမ်းကဆိုဖာပေါ်အပြေးတက်ပြီးခေါင်းကိုမျက်နှာနဲ့အပ်ထားလိုက်တာပေါ့အမောင်ကြောက်တဲ့ကျွန်တော်အိတ်ဖို့ကြိုးစားပေမဲ့ညနေကအိတ်ထားတဲ့အချိန်နဲ့ကြောက်စိတ်ကြောင့်ကျွန်တော်အိတ်မပြောခဲ့ဘူးဘာကြောင့်မှမသိကျွန်တော်ကိုတခုခုကစိုက်ပြီးတော့ကြည်နေတယ်လို့စိတ်ထဲခံစားလာရတယ်ကျွန်တော်ချက်သီးမွေးညင်းတွေထားနေပေမဲ့ကျွန်တော်အဲ့ဒီအရာကိုကြည်ကျင်စောတွေအယမ်းများနေတယ်ဒီလိုနဲ့ခေါင်းကိုအသာလေးဖယ်ပြီးကြည့်လိုက်တော့အရေးကြီးတစ်ခုကျွန်တော်အရေးလည်းမဟုတ်ဘူးယောက်ျားကြီးတယောက်အမောင်ထဲမတက်ရက်နေတယ်လို့ပဲကြည်နေရင်းနဲ့အဲ့ဒီအရေးကြီးကအရှိကြီးဖြစ်လာတယ်ကျွန်တော်ရင်ဘက်ကြီးတစ်ခုလုံးပေါက်ထွက်သွားအောင်နှလုံးခုန်တန်းတွေကအယမ်းမြန်နေတယ်ခေါင်းနဲ့ကျွန်တော်မျက်နှာကိုပြန်ကပ်လိုက်တယ်အပြင်မှာမိုးတွေရွာနေပေမဲ့အရာအလုံးကတိတ်ဆိတ်ငြိမ်သက်နေတယ်ရှက်တလန့်ချင်းလှမ်းလာတဲ့ခြေတံကိုကျွန်တော်ကြားနေရတဲ့ခြေတံတွေဟာကျွန်တော်ရှိတဲ့ဆိုဖာတွေစီကိုဥတီနေတာကိုကျွန်တော်ရဲ့မသိစိတ်ကနေတည်နေတယ်အဲ့ဒီအချိန်ခြေတံတွေရက်သွားတယ်ဘာဆက်ဖြစ်မလဲကျွန်တော်တွေးနေတော့မှာပဲသွားဆိုပြီးစိုးဝါကျဲလောင်တဲ့အတန်းနဲ့ကြီးနဲ့အတူကျွန်တော်ရဲ့လက်မောင်းကိုအေးဆက်အရာကြီးတစ်ခုကလာကင်လိုက်တယ်လို့ခံစားလိုက်ရတယ်ရှိသမျှအားတွေကုန်စုပြီးကျွန်တော်တချိုးတဲ့ထပြေးတော့တာပဲကျွန်တော်အနောက်မှာတော့ထိုးအရေးကြီးဟာကျဲလောင်စွာယူပြီးကြံခဲ့ပါတယ်ကျွန်တော်နီးနားကအိမ်ထဲကိုပြေးဝင်ပြီးအဲ့ဒီကလူကြီးတွေကိုအကူအညီတောင်းရတာပေါ့ဒါနဲ့လူကြီးတွေလည်းရရလက်နက်တွေပါတွေစုပြီးကျွန်တော်တို့အိမ်ထဲကိုလိုက်ကြည့်ပေးတာပေါ့ဒါပေမဲ့အရာအလုံးဟာလုံးဝတိတ်ဆိတ်ပြီးအလုံးဟာနေသားတကြပြန်ဖြစ်နေပါတယ်ဘာမှမရှိတဲ့အတွက်ကျွန်တော်ကိုစိတ်မပူဖို့မှရင်ကျွန်တော်မိဘတွေပြန်လာမဲ့အချိန်ကိုစောင့်ပေးကြတာပေါ့ထိုအချိန်အဖေနဲ့အမေပြန်ရောက်လာခဲ့တဲ့အိမ်မှာလူတွေအများကြီးရောက်